နောက်ကျွန်းပြအောင်ပွဲခံတွေနဲ့တရေနီတွေရဲ့တခေတ်တစ်ခါကအကောင်းဆုံးတောင်ပန်ကစားသမားသို့မဟုတ် Lewis Nani အားလုံးပဲမင်္ဂလာပါ United Fan တွေအတွက်ကနားဆောင်ကတရေနီတွေကိုတင်ဆက်ပေးနေတဲ့ Game Time ကိုကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နောက်ကျွန်းပြအောင်ပွဲခံတွေနဲ့တရေနီတွေရဲ့တခေတ်တစ်ခါကအကောင်းဆုံးတောင်ပန်ကစားသမားသို့မဟုတ် Lewis Nani ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးတော့မှာပါဒီပြကြီးစာ Alex Ferguson ရဲ့ရွှေရောင်နေ့ရက်ဒီမှာ Ronaldo, Ronley, Ryan Giggs စတဲ့ကစားသမားတွေကအတော်လေးနာမည်ကြီးပြီးလူကြိုက်များခဲ့ကြပါတယ်ဒီနေ့မှာတော့ဒီကစားသမားတွေမဟုတ်ပဲစာ Alex ရဲ့ Old Trafford ကရွှေရောင်နေ့ရက်ဒီမှာကိုယ်သမိုင်းကိုရေးထိုးနိုင်ခဲ့တဲ့ကစားသမားတဦးအကြောင်းကိုတင်ဆက်ပေးတော့မှာပါဒီကစားသမားကတော့ Portuguese တောင်ပန်ကစားသမား Lewis Nani ပါညလုံးမြင့်ကြေးရတွေလှပပြီးမာယာများတဲ့အလင်ခောက်တွေအားပါပြင်းထန်တဲ့ဂိုးကန်သွင်းချက်တွေက United ပြည်သက်တွေအတွက်သဘောတွေ့စရာဆိုပေမဲ့ကြိုင်ပတ်ခံစစ်မှုတွေအတွက်တော့ဒါဟာအိမ်မဆိုးတွေပါကိန်းပတ်နိုင်ငံပရာယာမြို့မှာမွေးဖွားခဲ့ပေမဲ့နာနီကပေါ်တူဂီနိုင်ငံမှာပဲကြီးပြင်းလာခဲ့တာပါနာနီကမန်ချက်စတာယူနိုက်တက်အသင်းကို2009ခုနှစ်မှာပေါ်တူဂီထိပ်တန်းကလပ် Sporting Lisbon အသင်းကနေတောင်းရွှေ့ရေပေါင်း25တန်းနဲ့တောင်းရွှေ့ရောက်ရှိလာခဲ့တာပါအသက်20အရွယ်နာနီအတွက်ပြည်သက်တွေကလည်းအများကြီးမျှော်လင့်ကြသလိုတနိုင်ငံဒေသအသင်းပေါ် Ronaldo နဲ့လည်းနှိုင်းယှဉ်ခံခဲ့ရပါတယ် Ronaldo ရဲ့အရေးအောက်မှာနေခဲ့ရတဲ့နာနီအတွက်တော့အရာရာတိုင်းကလွယ်ကူမနေခဲ့ပါဘူးနာနီကတော့နောက်ပိုင်းမှာသူ့ရဲ့ဘောလုံးကစားတဲ့ဟန်ပန်တွေကိုသူ့ကိုယ်ပိုင်စတိုင်နဲ့ပြောင်းလဲလာနိုင်ခဲ့ပါတယ်နာနီရဲ့ပွဲဦးထွက်2008-2009ရာသီမှာပဲပေါ်တူဂီသားဟာအသင်းနဲ့အတူပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ဆုဖလားတွေကိုရရှိခဲ့ပါတယ်။နာနီကိုဘယ်အရာတွေကထူးခြားစေလဲဆိုရင်ကြိုတင်မှန်းဆလို့မရတဲ့သူ့ရဲ့ကစားဟန်မှာတောင်ပန်ကနေဖြတ်တင်ဘောတွေထွက်လာမလားဂိုးရဲကိုဓာတ်ရိုက်ကန်သွင်းမလားကြိုင်ပတ်တွေကိုခြေအောင်ပြချက်ကျော်သွားမလားဆိုတာအရန်ကိုခမရခတ်ပါတယ်။နာနီရဲ့ Manchester United ကစားသမားဘဝအကောင်းဆုံးရာသီကတော့2010-2011ရာသီလို့ပဲပြောရမှာပါ။ပေါ်တူဂီသားက Manchester United အသင်းအတွက် Premier League မှာကိုသွင်း18ဂိုးဖန်တီးပြီးတော့ PFA တရားသည့်အကောင်းဆုံးအသင်းမှာကိုပါဝင်နိုင်ခဲ့ပါတယ်။အဲ့ဒီရာသီကနာနီဟာ United ရဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။နာနီကဘာကူမှကြောက်ရွံ့တာမျိုးမရှိပဲ risk ယူပြီးတော့ကစားတဲ့ကစားသမားတူပါဒီလိုရဲရဲတင်းတင်းကစားတာကြောင့်လည်းနာနီကပိုကောင်းတဲ့ကစားသမားတူဖြစ်လာခဲ့ရလို့ပြောနိုင်ပါတယ်။နာနီရဲ့ United ကစားသမားဘဝနှောင်းပိုင်းတွေကတော့ဒဏ်ရာပြဿနာတွေခြေစွမ်းမတည်ငြိမ်မှုတွေနဲ့အတူရုန်းကန်ခဲ့ရပါတယ်2015ခုနှစ်မှာတော့ပေါ်တူဂီသားဟာ Old Trafford ကနေထွက်ခွာသွားခဲ့ပါတယ်။နာနီက United အသင်းအတွက်ပြိုင်ပွဲစုံပွဲ230ကစား40ဂိုးသွင်းပြီး80ဂိုးဖန်တီးပေးခဲ့ပါတယ်။စူပရာအောင်မြင်မှုတွေအနေနဲ့နာနီက Manchester United အသင်းနဲ့အတူ Premier League 4ကြိမ် Champions League 1ကြိမ် League ဖလား2ကြိမ်ကမ္ဘာ့ကလပ်များဖလား1ကြိမ်တို့ကိုရရှိထားခဲ့ပါတယ်။နိုင်ငံအသင်းဖြစ်တဲ့ပေါ်တူဂီအတွက်လည်းနာနီက2006ခုနှစ်ကနေ2018ခုနှစ်ထိကစားခဲ့ပြီး112ပွဲမှာ23ဂိုးသွင်းယူပေးခဲ့ပါတယ်။နာနီကပေါ်တူဂီအသင်းနဲ့အတူ2016ယူရိုချန်ပီယံဆုဖလားကိုလည်းကိုင်နှောက်ခဲ့ပါသေးတယ်။လက်ရှိအသက်38နှစ်အရွယ်အထိလည်းနာနီကလက်ခင်းစိမ့်တွေပေါ်မှာပြေးလွှားကစားနေအောင်ပါပဲ။နာနီကပေါ်တူဂီကလပ်အမတိုရာအသင်းမှာကစားနေပြီးတော့သွင်းဂိုးပါသွင်းယူနေအောင်ပါပဲ။နာနီကတော့ United ရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးတောင်ပန်ကစားသမားတဦးဖြစ်ပြီးတော့ပေါ်တူဂီသားရဲ့ဘောလုံးအရှိန်တွေပောက်ကွဲအားပြင်းထန်တဲ့ဂျွန်ပြအောင်ပွဲခံတဲ့ပုံရိပ်တွေကတရင်းနီပြည်သက်တွေရဲ့နှလုံးသားထဲမှာအမြဲတမ်းနေရာယူထားအောင်ပါဒီနေ့ဒီဇင်ဘာကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသင်းတွေအကြောင်းရှေ့သင်းတွေစိတ်ဝင်စားပွဲအကြောင်းတွေကိုတင်ဆက်ပေးမှာမလို့ Game Time Group Page ကို Like and Follow လုပ်ပြီးဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းဒီကုန်းချုပ်လိုက်ပါတယ်